ကျမအမကကျမထက်ပရိသတ်ပုံများနေတာတီးလိုက်ရတယ်မနာလိုစိတ်ကြောင့်ကျမအတူအကောင့်တစ်ခုဖန်တီးလိုက်တယ်အမရဲ့ဗီဒီယိုတွေအောက်မှာမှတ်ချက်တွေစာရေးခဲ့တယ်အွန်လိုင်းပေါ်မှာသူမရဲ့မှားယွင်းတဲ့ပုံရိပ်ကိုဆက်လက်ဖြတ်နေခဲ့တယ်ကျမမှတ်ချက်30ရောက်တဲ့အခါလူတွေကျမရဲ့လိန်ညာချက်တွေကိုယုံကြည်လာကြတယ်သူတို့လှည့်ပြီးလူကြိုက်များလာတဲ့အမကိုမင်းမြန်းဆက်စုလာကြတယ်ဒီလောက်လုပ်ပြီးနောက်ကျမစိတ်ကျေနပ်မှုနဲ့အိမ်ပြန်ရောက်လာခဲ့တယ်အိမ်ရောက်တာနဲ့အမေဧကန်ထဲမှာမစုံမတည်ရက်နေတာကိုတွေးလိုက်တယ်ဘာဖြစ်လို့လဲမမေးသေးခင်အိတ်ခမ်းထဲကရှုပ်ထွေးတဲ့စူညံတန်ကြားလိုက်တယ်အမလုံးဝပြိုလဲသွားပြီးသူမဖုံးကင်ပြီးကျမစီပြေးလာတယ်မှတ်ချက်ကဏ္ဍလုံးဝထိန်းချုပ်မရအောင်ဖြစ်နေပြီဆိုတာတွေးလိုက်တယ်ကျမသူမကိုအေးဆေးအောင်စူးစမ်းခဲ့ပေမဲ့သူမစိတ်ပါသလိုဖြစ်နေပြီးအရာအလုံးအတူဖြစ်နေတယ်လို့ထပ်ခါပြောနေတယ်အမရူးရူးမဲဖြစ်တော့မဲ့အခြေအနေကိုမြင်ရတော့ကျမကြောက်လန့်လာတယ်အဖေစူညံတန်ကြားလို့အလျင်မြန်ရောက်လာတယ်ကျမအိမ်ပြင်ကိုအလျင်မြန်ထွက်ပြပေးသွားခဲ့တယ်နောက်ပိုင်းကော်ဖီဆိုင်တစ်ဆိုင်ကိုသွားခဲ့ပေမဲ့နောင်တရခန်းစားချက်လုံးဝမရှိခဲ့ဘူးအဲ့ဒီအစားအမအရာအလုံးကြောင့်ကြောက်လန့်သွားတယ်ဆိုပြီးပို့ခဲ့တယ်အမှတ်ချက်တွေကသူမကိုပို့ပြီးမတည်မငြိမ်ဖြစ်စေခဲ့တယ်နောက်တစ်နေ့ကျမပျော်ရွှင်ရွှင်အပြင်ထွက်နေချိန်တငယ်ချင်းတွေရုတ်တရက်စိတ်လှုပ်ရှားလာကြတယ်သူတို့လက်ညှိုးထိုးပြတဲ့အရက်ကိုကြည့်လိုက်တော့အံ့အားသင့်စရာကောင်းတာကအမကိုတွေးလိုက်ရတယ်သူမဘယ်တော့မှအပြင်မထွက်တတ်တာကြောင့်ယုံမရစရာဖြစ်နေတယ်တငယ်ချင်းတွေအားလုံးသူမစီသွားနှုတ်ဆက်ချင်ကြတယ်ကျမတားဖို့စူးစမ်းပေမဲ့သူတို့စိတ်အားထက်သန်မှုကိုမစီးတားနိုင်ခဲ့ဘူးမနှဲပဲလူအုပ်နောက်ကပုံရှောင်နေခဲ့တယ်အမကျမကိုမှတ်မိမှစိုးရိမ်နေခဲ့တယ်သူမကျမကိုဖော်ထုတ်လိုက်မယ်ကျမအလုပ်ကြီးထိမ့်သိမ်းထားတဲ့ပြီးပြည့်စုံတဲ့ပုံရိပ်ပြိုကျသွားမယ်သူမဖြည်းဖြည်းကျမစီလျှောက်လာတာကိုမြင်နေရင်ကျမအရင်နှုတ်ဆက်လိုက်ပြီးသူမကိုမသိဘူးဟန်ဆောင်လိုက်တယ်သူမအံ့အားသင့်နေပုံရပေမဲ့ကျမရဲ့အမှန်တရားအထောက်အထားကိုမဖော်ထုတ်ခဲ့ဘူးဒါကကျမကိုချက်ချင်းစိတ်သက်သာသွားစေခဲ့တယ်အိမ်ပြန်ရောက်တာနဲ့အမဘာကြောင့်သူမနဲ့ဆွေမျိုးဆက်ဆံရေးရှိကြောင်းဝန်မခံခဲ့တာလဲလို့မေးမြန်းတယ်အရန်အစင်မပြေဖြစ်နေလို့ကျမအကြောင်းပြချက်တစ်ခုပြောလိုက်တယ်တငယ်ချင်းတွေကိုသူမအကြောင်းပြောဖို့ရိုးရိုးသားသားမေးနေခဲ့တာပဲလို့ပြောတယ်ဒါပေမဲ့အမတစ်ခုခုနားလည်သွားပုံရတယ်သူမမေးတယ်အဲ့ဒီမှတ်ချက်တွေကျမရေးတာလားသူမရဲ့မေးခွန်းကိုကြားလိုက်တော့ကျမချက်ချင်းအကြောင်းချင်းပြောင်းလိုက်တယ်ကံကောင်းစွာပဲကျမရှင်းပြပြီးနောက်ရိုးရိုးသားသားအမတန်တရားကိုအလျင်မြန်လျှော့ချလိုက်တယ်